ဒါတော့မြက်လက်ဆရာကနေပြီးတော့မော်မြက်လက်ပြကွက်များကိုပြမှာဖြစ်ပါတယ် မြစ်လက်ကွဲမစခင်ဒီမှာရှိရဲ့ပြိသက်ကြီးကမမို့ဆရာကောင်းချင်းတုံလေးအားပေးကြပါအောင်လို့နော်ဟိုတခါတလေချူကိုထားပါတော့မနှက်ပြန်တော့ရိုက်မယ်ဆိုဒီနေ့မှလာပြောတယ်ဆိုတော့ချူကတိတ်အစင်မပြေဘူးဟိုနည်းနည်းစိတ်ဆိုးတတ်တယ်ပေါ့နော်အဲ့လိုကြိုပြီးပြောမှချူကဘာဖြစ်လို့ဆိုချူတို့အတာချူရဲ့မှမဟုတ်ဘူးချူတို့အတာအကုန်လုံးကပြင်ဆင်မှုဆိုတာရှိရလေအဝတ်စားပိုင်းနေသပင်ပိုင်းနေဒီ character ပေါ်မှာဘယ်လိုလုပ်ရမလဲဆိုတဲ့အရာတွေရှိရအဲ့ဒါတွေကိုကြိုတင်ပြင်ဆင်မှလည်းဒီဇလန်းပေါ်မှာအကောင်းဆုံးချူတို့တွေဟိုရိုက်ဖို့အတွက်ကိုပြင်ဆင်ရတာပေါ့နော်ပြင်ဆင်ရတာဆိုတော့ဟိုနီးကပ်မှပြောမယ်ဆိုဘယ်လိုမှပြင်ဆင်လို့မရအောင် ဘာလဲ ငါတို့ ဘာလဲကွာ မိသားဘာလုပ်ရလဲကွာ ဘာလုပ်ရမှာလဲကွာဟမ်မင်းအလေးတွေကိုငါဖော်လိုက်တာလေမင်းကလေးတွေကိုပဲဒါမျိုးလုပ်လို့ရမယ်နော်ငါ့ကတော့လာမလုပ်နဲ့မရဘူးဟဲ့ ရှုံမာလာလာထင်းခောက်သမားရဲ့ ဒီကောင်းကိုမစော်ကားနဲ့မျိုးရိုးကိုမစော်ကားနဲ့လူကိုလည်းမစော်ကားနဲ့ကွာ ဟေးအောင် ဘာလဲ တေးရော ဒီကနဝင်ကတိုးရုံရုပ်ရှင်ကားထဲမှာချူကတော့သူမလေးပေါ့နော်မူမူသူကကျတော့တကောင်ကျွတ်ဒီတငယ်ချင်းတွေတွေ့ရလုံးရဲ့တငယ်ချင်းတွေရဲ့အချစ်တော်လေးပေါ့နော်ပြီးတော့သူကဟိုဈေးတယ်မလေးအဖြစ်ပြီးတော့ငတိုးနဲ့အေးကြီးမားတို့ရဲ့ဒီကြားထဲမှာဘယ်လိုမျိုးလေးအလွဲလေးတွေဖြစ်လာအောင်လဲဆိုတာလေးပေါ့နော်အဲ့ဒါလေးရနေပြီးတော့မူမူကာရိုက်တာကနေပြီးတော့ပါဝင်ပြီးပြုတ်ဆောင်လာပါတယ်ဟုတ်ကျတော့အရင်ကတည်းကတော့ကြောင်းတက်ခရဲကတော့တနခါးတွေပါလူပါတယ်အခုဒီနုပညာလောကဘက်ကိုရောက်လာကမှနည်းနည်းတနခါးတွေတိတ်မလူပြတော့တာလည်းပါတယ်မြန်မာဝတ်ဆောင်တွေမွေးဖြစ်တော့တာတိတ်ပါတယ်အရင်တော့ဆိုမြန်မာဝတ်ဆောင်တွေအရင်ဝတ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကတော့ဟိုအခုလိုဒီကားထဲမှာပြန်ဝေးရတဲ့အခါမှာလည်းကိုယ့်အတွက်အရင်တော့ခက်ခက်ခဲခဲတွေတော့ရှိမနေပါဘူးအများတန်းဝတ်နေကြပုံစံလေးဆိုတော့အများတန်းတော့ used to ဖြစ်ပါတယ်ဟုတ်အရင်တော့ကတော့ပေါ့နော်အဲ့လိုမျိုးချူကနည်းနည်းပုံစံလေးတွေပြောင်းတဲ့အခါကျတော့လေဒီကင်မရာထဲမှာရုပ်ရှင်ထဲမှာနဲ့ပေါ့နော်မတူအပြင်ကြားလို့ရှင်ရုပ်ကတစ်မျိုးကင်မရာထဲမှာတစ်မျိုးဆိုရင်ချို့တိတ်ပြီးချူစဟန်နဲ့ဒီပုံနဲ့မတွဲမိတဲ့အခါတွေမှာချို့အရန်စိတ်တက်ကြခဲ့တဲ့အခါမျိုးတွေရှိတယ်။ဒါအခုနောက်ပိုင်းပြန်ပြီးတွေးကြည့်လိုက်တဲ့အခါကျတော့လေဟိုဘာဖြစ်ဖြစ်ကိုကဒီ character အမြဲတမ်းအမျိုးမျိုးတရုပ်ဆောင်နေရတဲ့အခါကျတော့ကိုယ့်ရဲ့ဒီရုပ်အဝတ်စားတွေ hair style တွေချိန်လိုက်တဲ့အခါမှာရုပ်ပြောင်းရုပ်လွယ်လေးဖြစ်နေတာဒါကိုယ့်အတွက် blessing တစ်ခုလို့သတ်မှတ်လိုက်တယ်ပေါ့နော်အရင်ခက်ခက်ခဲခဲ changes လုပ်စရာမလိုတော့ဘူးပေါ့နော်ဆိုတော့ဒီအဝတ်စားပုံပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ပုံစံလေး changes ဖြစ်နေတာလေးကိုသဘောကျပါတယ်ဟုတ်ဒါ true ကအနုပညာလုပ်တဲ့အခါမှာဘယ်လိုပြောရမလဲဝေဖန်တိုက်ခိုက်မှုတော့ရှိနေမှာပဲချူကိုဘယ်လောက်ပဲချူအကောင်းပဲလုပ်နေချူကိုမုန်းတဲ့သူကတော့အများတန်းဗပောင်းဆောင်တိုက်ခိုက်နေမှာပဲလေဆိုတော့အဲ့ဒါကိုချူကဟိုဘယ်လိုပြောရမလဲသူတို့တိုက်ခိုက်တိုင်းချူကဟိုစိတ်ညစ်ပြီးကြရှုံးနေချူဘာမှဆက်လုပ်လို့ရမှာမဟုတ်အဲ့တော့ချူကအလုပ်တစ်ခုပေါ်မှာချူဇလန်းတစ်ခုပေါ်မှာ character ကိုပဲချူကဟိုအလုပ်လောက်တာပေါ့နော်တရုပ်ဆောင်တာဖြစ်တဲ့အတွက်ဒီတရုပ်ဆောင်မှုပေါ်မှာနားလဲတဲ့သူရှိသလိုနားမလဲတဲ့သူတွေလည်းရှိရဲတိုက်ခိုက်တဲ့သူတွေလည်းရှိရဲပေါ့နော်အဲ့ဒီပေါ်မှာတော့သူကဘာမှအပြစ်မမြင်ပါဘူးအဓိကတော့ဟိုကိုယ်ကောင်းစေခြင်းလို့ပြောတဲ့အရာတွေကိုတော့ကိုပြပြင်ပြောင်းလဲလိုက်တယ်မကောင်းတဲ့အရာတွေကိုတော့လစ်လျူရှုလိုက်တာများပါတယ်ဟုတ်ချူပြင်ဆင်တတ်တယ်ချူဇလန်းတစ်ခုကိုရိုက်တော့မယ်ဆိုချူလာကန်းလန်းတိုင်းချူအများတန်းဇညွန်းကြိုတောင်းတယ်ကြိုဖတ်တယ်3-4ခေါက်လောက်ဖတ်ပြီးတော့မှချူကအဲ့ဒီပေါ်မှာဘလို့အံဝင်ခွင်ကြဖြစ်ပြီးငါဘလို့ပြင်ဆင်ရမလဲဆိုတာအစားကြိုပြီးတော့အများတန်းပြင်ဆင်တတ်တဲ့အကျင့်ရှိရပေါ့နော်ဟိုတခါတလေချူကိုထားပါတော့မနှက်ပြန်တော့ရိုက်မယ်ဆိုဒီနေ့မှလာပြောတယ်ဆိုတော့ချူကတိတ်အစင်မပြေဘူးဟိုနည်းနည်းစိတ်ဆိုးတတ်တယ်ပေါ့နော်အဲ့လိုကြိုပြီးပြောမှချူကဘာဖြစ်လို့ဆိုချူတို့အတာချူရဲ့မှမဟုတ်ဘူးချူတို့အတာအကုန်လုံးကပြင်ဆင်မှုဆိုတာရှိရလေအဝတ်စားပိုင်းနေသပင်ပိုင်းနေဒီ character ပေါ်မှာဘယ်လိုလုပ်ရမလဲဆိုတဲ့အရာတွေရှိရအဲ့ဒါတွေကိုကြိုတင်ပြင်ဆင်မှလည်းဒီဇလန်းပေါ်မှာအကောင်းဆုံးချူတို့တွေဟိုရိုက်ဖို့အတွက်ကိုပြင်ဆင်ရတာပေါ့နော်ပြင်ဆင်ရတာဆိုတော့ဟိုနီးကပ်မှပြောမယ်ဆိုဘယ်လိုမှပြင်ဆင်လို့မရအောင်ဟိုအခုဒီကနဝင်ငတိုးကားဆိုလို့ရှိရင်ချူတို့ရုပ်ရှင်ရိုက်ဖို့အတွက်ကိုချူဟိုပြောကြတာကျတော့ဒီသပင်ကိစ္စလေးနည်းနည်းပြောတယ်အယောင်ဆိုးဖို့အတွက်ကိုဒါပေမဲ့အရင်ကြီးတော့ဒီဘက်ခေတ်ကိုပဲရိုက်ထားတာဆိုတော့တောရွာတွေမှာလည်းဟိုညီမလေးတွေတော်တော်များများသပင်ရောင်လေးစိုးကြပါတယ်အဲ့ဒါလေးတွေကိုပြည်သက်တွေနားလည်လိမ့်မယ်လို့ချူကတော့မြင်ပါတယ်ဟုတ်ဒီတန်းမှာတော့အဓိကကိုနေတိုးပေါ့နော်ကိုနေတိုးရဲ့ချူရဲ့သူ့ရဲ့ဘယ်လိုပြောမလဲတရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမှာပါအဲ့ဒီမှာတော့ချူတွေအားလုံးကတော့အပို့ပေါ့နော်ဒါနာမည်ကကနဝင်ငတိုးဆိုတော့ချူတို့အကုန်လုံးကအပို့မှာဒီ live ဖတ်မဲ့ပုံစံလေးတွေအဲ့လိုကလီထိုးပြီးရရတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုတဘာဝကြကြဟာတာကားလေးဆိုတော့အရန်ကိုချူကတော့သဘောကျတယ်အဲ့တော့လာပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ်ဟိုအရင်ကတည်းကလည်းရှိသလိုအခုလည်းရှိပါတယ်ချူတို့အခုဒီကားဆိုလို့ရှိရင်လည်းငဘောကားရိုင်းနေပြန်ပြီလားဆိုတာအများတန်း
ပြောခံနေရတာပဲလေဆိုတော့အဲ့လိုမျိုးအပြောခံရတဲ့ထဲမှာမပါအောင်တော့ကိုရီးယားတော့စူးစမ်းရတာပေါ့ပရိသတ်ဆိုတာကတော့အားပေးမယ်ဝေဖန်မယ်ဒီနှမျိုးပဲရှိရလေဆိုတော့ပရိသတ်အကြိုက်ကိုသူတို့တွေလိုက်လုပ်ပေးဖို့လဲလိုတာဟုတ်ဒါပေမဲ့လည်းဟိုအများတိုင်းလဲပရိသတ်အကြိုက်ဆိုတာတယောက်နဲ့တယောက်ကအကြိုက်ချင်းကမတူကြဘူးလေကိုရီးပရိသတ်အကြိုက်လုပ်ပေးပေမဲ့လည်းတချို့ပရိသတ်တွေကကြိုက်ချင်မှကြိုက်တာဆိုတော့လူမျိုးမျိုးစိတ်အထွေထွေပါတယ်အဲ့ဒီပုံမှာလူပညာသမားတွေကဟိုအကောင်းဆုံးစူးစမ်းရတာပေါ့လေဟုတ်ပြောရတယ်အမှတ်တရကတော့အားလုံးနဲ့အမှတ်တရရှိပါတယ်ဒီမျိုးခိုင်တို့နဲ့တွေ့တဲ့အခါမှာလေဒီမျိုးကအရန်ရည်ရတယ်သူတို့ကဒီမျိုးဆိုလို့ရှိရင်အမှ dialogue တစ်ခုဆိုလို့ရှိရင်သူကလုံးဝမနာတဲ့ရည်နေတာသူရည်တဲ့ဥစ္စာလုံးဝမရက်နိုင်ဘူးအဲ့ဒါရိုက်နေနေလို့ရက်လိုက်ရတဲ့အခါမျိုးတွေရှိတယ်သူရည်တာကိုကကြည့်ပြီးတော့လိုက်ရည်တာမျိုးတွေအမှတ်တရရှိပါတယ်ပြီးတော့အဓိကတော့ကိုနေတိုးနဲ့ပေါ့နော်အစုံစင်းနေမှာအကိုရဲ့ဒီတယောက်ဆောင်ကောင်းတယ်ဆိုတဲ့ချီကျူးစကားလေးတွေကလည်းချူတဲ့အမှတ်တရတွေအများကြီးဖြစ်ခဲ့ပါတယ်